မောလား မောတယ် လူနေတော့ကြော်တာမျိုးဘာပြောချင်သေးတော့ Thank you ဒီလိုရဲအောင်မောစရာကောင်းတယ်လမ်းကြောင်းစီစဉ်ပေးရတဲ့ကျေးဇူးတင်တယ် ငါတို့ကပါလေရော ငါရပါလေ ပါတယ် Morning အခုတာလွတ်မဲ့နေရာကိုသွားနေပါပြီအချိန်ကဘယ်နှစ်နာရီရှိပြီလဲဆိုတော့4နာရီနဲ့48မိနစ်ပါ9နာရီဆိုရင်တော့60သမားတွေလွတ်မှာပါ9နာရီ15မိနစ်မှာတော့ဖြူတို့33သမားတွေပြေးရမှာပါရှာတီဥတုကတော့အရင်အေးပါတယ်ဘေးနားတယောက်ကိုမေးကြည့်ပါအေးလို့တဲ့မပြေးချင်တော့ဘူးငါဘာတွေလုံးနေမိတာလဲမသိဘူးတဲ့သူတို့က6နာရီလောက်မှစမှာနော်ဟုတ်တယ်မလား15ရက်6နာရီလောက်မှစမှာပါအခုကတော့ဖြူသူလိုက်ဖို့ပေးနေတာပါဒါသူတို့တော်တော်အေးရလုံးဝမတင်တာဟုတ်တော်အေးဒါပေမဲ့နေ့လယ်လောက်ကြာရင်တော့နေလေးပွင့်ရင်တော့အေးရော့မယ်ထင်တယ်ဆိုတော့တာလှုပ်တဲ့နေရာရောက်ရင်ပြန်တွေ့ပါမယ်ဘိုင်ဘိုင်တာလှုပ်တဲ့ဝင်းထဲကိုရောက်လာပါပြီတော့60သမားတွေကဘာနေတာလှုပ်ပါတော့မယ်ဟုတ်Never really talks much, never concerned with status, but still even in starstruck. Humble with opportunities given despite the fact that maybe Mr. Cookies makes a little from to get it himself. 33ရေးမဲ့သူတွေစုနေပါပြီပါမယ်စင်တင်မဲလာစင်တင်ရာသီဥတုချင်းနေလေရာသီဥတုအရင်မကန်စားနိုင်ပါဘူးအေးမတရားအေးတာနိုင်တယ်အေးထမ်းမယ်တဲ့စမထမ်းမယ်来到这边吧。我就去睡吧，好不睡吧，OK， 睡吧，再来一个。ဖြူရို33ကီလိုသမားတွေ9နာရီ15မှာတားလွတ်တယ်။အဲ့ဒီချိန်ရာသီဥတုကအရင်အေးပြီးတော့မှောင်လဲမှောင်နေတယ်။စပြေးလာတော့ရောင်ရွှေမျိုးတွေကနေပြီးတော့ဇက်တိုက်ပြေးလာတာရောင်ရွှေမျိုးကြော်ပြီးတော့လမ်းနည်းနည်းကျန်းလာတယ်။အတက်လေးတွေစလာတဲ့အတွက်ဖြူရှည်ပိုင်းမှာတော့အရင်မပြေးခဲ့ဘူး။လမ်းရှောင်းလိုက်ပြေးလိုက်နေပဲစားခဲ့တယ်။အဓိကတော့ကို energy save လုပ်ချင်တာလဲပါတာပေါ့နော်။လမ်းအရင်ဆိုးတယ်လမ်းရမ်းဆိုးရဆိုတာမှောင်လဲမှောင်တယ်ပြီးတော့ကြောက်သားလမ်းလို့ပေါ့နော်တဲရဲလို့ကြောက်သားလိုမျိုးများတော့မြေမညီဘူးရောတော်တော်လေးဟိုရှောင်ပြေးနေတာရှောင်ပြေးတယ်မလို့ပေါ့နော်ဆောတော့ချိုင်းတစ်ခုဝင်ကြာသွားဆိုတော့အကုန်လုံးတော့လမ်းရှောင်တယ်စတယ်အတက်တွေကြီးပဲအရှို့ပြရတာမမြင်ရအောင်မှောင်လို့မီးရအခုဟိုတော့ရှိ3 ကီလိုမီတာကျော်အဲ့ပေါ့နော်4 ကီလောက်ရှိဟုတ်လမ်းမကောင်းတော့အရင်ပြေးလို့မရဘူးခု injury ဖြစ်သွားမှာဆိုလို့ပေါ့နော်မမြင်လားအဒါလည်းပါတယ်ပေါ့နော်ကြောက်သားနဲ့နေဖြစ်နေလို့တက်တယ်6.10လောက်ရှိပေါ့နော်6 ကီလိုကျော်ပါပြီဆိုမိုးလေးလင်းလာပြီဆိုဟက်လန်ပြီးပိတ်လိုက်ပါပြီ10 ကီလောက်ကြာရင်ရှုခင်းလိုက်ခါလောက်ထည့်ရလိုက်ပါဦးမယ်ဟိုဆက်တက်လာဦးမယ်10 ကီလိုလောက်ရောက်ပါတော့မယ်ကိုကတော့အတက်တွေပဲတကယ်အတက်တွေပဲတောက်လျှောက်ကဆိုတော့15လောက်ထိကတော့အတက်ရှိမယ်အဲ့ဒါကြော်ဟာရင်အစင်းတွေပဲတောက်လျှောက်ဆိုတော့ vlog ကရိုက်လို့ရကြမှာရမယ်ပေါ့နော်နည်းနည်းအနေရများလို့လေအစင်းမှာကြတော့ကိုကတော့ဆက်ပြီးတော့ run လိုက်ပါဦးမယ် walk လိုက်ပါဦးမယ်ဒီဘက်ကိုကြည့်လိုက်ရင်တော့အမောပြေးစရာရှုခင်းလေးပါဒီဘက်ကိုပြန်ကြည့်လိုက်ရင်တော့မောစရာလေးပါမောစရာလမ်းကြီးပါ station 1ရောက်ပါပြီ
Hi ဆေးရှင်ဝဲအောင်ရောက်လာပါပြီ ချစ်တော့ပြီးမှနေရ ဖြည်းဖြည်းပဲကလောသွားအောင်ပါလေ Hi ရေပြေးလို့ရရင်တော့မရေလည်းပြေးလို့ရတယ်ငါဒီလည်းတောက်လို့ရပါရင်နော် ဟောရေးပြပါဖြူချက်ပိုင်ဝမ်ရောက်တဲ့အချိန်မှာ variety တောက်တယ်ရေတောက်တယ်ခဏနားတယ် wind break ကချွတ်တယ်ပြီးတော့တပုံးလေးပါလေးရိုက်တယ်ပေါ့နော်ဒီအရှေ့ပိုင်းတောင်းလျှောက်လုံးက15ကီလိုမီတာအထိကိုဖြူအေးစစ်စစ်ပဲပြေးလိုက်လမ်းလျှောက်လိုက် vlog လေးရိုက်လိုက်နေပဲပြေးလာခဲ့တယ်ကျင်းနေရကြီးကျင်းနေရရမ်းလာအစင်းနေဟူးကြီးစင်းနေ I fucking love down here ဟူးရမ်းလာကိုအစင်းလေးပေါ့နော်အစင်းမှာတွေ့ရရှုနေတာမျိုးရင်းဆိုတော့တော်တော်လှရန်တော့ဆုံးပြေးဘာလို့ဆိုတော့ကြာရင်ပြောမှဆို injury ရအောင်မှဆိုလို့ပေါ့ပါပဲပြီးတော့ tree ရန်ပြီးတော့ tree ရတာမရဘူးနော် tree ရတာလေးကိုခံစားကြအောင် tree vibe အေးစေးလေးကြည့်ပြီးတော့ရှုခင်းနေခံစားရတဲ့ feeling အရင်မိုက်တယ်အားကြောင့်မလို့စွပ်ပြင်းမေကြီးပဲကြည့်နေအောင် Hello မထက်တော့စကားလေးခေါင်းတော့ပြောရပါဦးမင်းမထားခဲ့ကွာမင်းမထားလူမီအင်းနဲ့ လူပေါင်းပါ ပြောရမင်းကတော့ထားခဲ့တာမသိကြအောင်စောင်းနေမပြောနဲ့ဆိုလို့သိတာဟုတ်ထက် တော့တောင်းဝင်တော့မပြေးဘူးနော်အေး ရရတော့နောက်ဝင်စရာမလိုဘူးအာ tree vibe ကိုခံစားချင်တာလေရမ်းလာတယ်ဟာ okay see you တက်တော့ပဲအတက်တွေပြန်လာပြန်ပြီအစင်းလေးတွေ့လို့ပျော်နေတော့ရှိသေးတယ်ရှေ့ကစူးစမ်းသူလေး ငါလက်ခွန်းနဲ့မှလို့ဒီကုန်းကြီးမပြီးတော့ဘူးလား ကိုကျော်စာမြင့်ပြောပေးမယ် ကျော်တော်မြင့်တက်ခမောင်းဆောင်ထားလို့ကျော်တော်မြင့်တက်ခမောင်းဆောင်ထားလက်ခွန်းနဲ့မှဘယ်လိုမျိုးတော့ ကဲကိုကျော်စာမြင့်ကျင်းစာတိုက်ကုန်ပြီ လောက်ထားလည်းမသိဘူးနည်းနည်းပပပေးစင်းလေမမေကြီးကအသက်တည်ကြရင်ပဲ ရသည်ဦးတို့ကလည်းအေး နှာခေါင်းကလည်းနိုင်ရကြ အနွေ ရထော ဝေးဘရိတ်ကိုချုပ်ပြီး station မှာထားပြီးကနောင်လာရရတယ်ပြီ ဟဲ့ပေးစင်းရအောင်လေ 10 ကီလိုကျော်ပြီးနောက်ပိုင်းဖြူပြေးလို့ရတော့နည်းနည်းလေးပြေးခဲ့တယ်ရှေ့ဘက်မှာတောင်းလျှောက်ပြေးလိုက်လမ်းလျှောက်လိုက်ပဲလုပ်ခဲ့တာအဓိကဖြူ2လပိုင်း9ရက်နေ့မှာလဲကလုံးမှာကီလို50ပြီးမှရှိတဲ့အတွက် injury ရမှာစိတ်ပူတဲ့အတွက်ဖြည်းဖြည်းချင်းစီပဲဒီပွဲမှာ ACC လေးပဲပြေးခဲ့ပါတယ်ပြေးနေရင်းနဲ့ပဲဒီအင်းလေး60ကီလိုမီတာရဲ့ဆွီပါရီနဲ့တွေ့ခဲ့တယ် Hi 60ဆွီပါရီနဲ့တွေ့ပါပြီ မောလား ဟုတ်တယ် လူနေတော့ကြော်သားမျိုးဘာပြောချင်သေးတော့ Thank you ဒီလိုရဲအောင်မောစရာကောင်းတယ်လမ်းကြောင်းစီစဉ်ပေးတဲ့အတွက်ကျေးဇူးတင်တယ် ဘာเจ้าနဲ့မှပြေးစရာမရှိဘူး ကြံပြောရပါအဲ့စကားလေးကြိုက်လို့ ဘာကိစ္စမှပြေးစရာမလိုဘူး ကြိုက်တယ် တောင်းလိုက်တာ အတန်ပဲ့တင်တယ်တော့ထက်တယ်နော် ဟုတ်တယ် အိုးအိုးဘာလဲတော့ဘာလဲမြောက်နေ ရောက်နေထွက်လာအောင် နောက်တော့လည်းရောက်တော့ တော်ထဲမှာလမ်းလျှောက်ရင်းနဲ့ နောက်စိတ်ပေါက်တော့ ရောက်စိတ်ပေါက်သွား ကျေးဇူးတင်တယ် နေထွက်လာတယ် ကိုကျေးဇူးတင် နည်းနည်းလေးနေလေးထွက်လာတဲ့အတွက်နေကမျက်မှန်လေးတက်လို့ရတယ်နဲ့ပဲများလို့ရအောင် 你白娘了没娘了？你让我看对面门。 ဟောစောတဲ့နည်းနည်းတစ်ချက်ထိုးရတော့ ကျက်ထိုး ဟာဒီမှာကားနဲ့လိုက်ပါပဲကားနဲ့လိုက်ပါပဲ ဒါနဲ့ 有把那家没看来， မကြားခံနိုင်ဘူး 如果他手别到没？ ဒါပဲဘာမှ reset တွေပါမကောင်းလဲရ 有把那奶奶妈不没看。 ဒါပဲ 俺说把的哟。 ငါရပါလေ 把的。 ရှင်းမှာရော့ကာတယောက်ရှိ 嘿嘿，我干的是。 မော်အမှန်တကယ် 俺 တော့ 软的，你不是？ အမှန်တကယ်တော့လိုင်းချောင်ပါရော့ကာလဲရတယ်ရော့ပါလဲရတယ် 起码我干的是，白干的是。 ဘာလာထောင်းနေ အာ ဟာဒီကရလုံးဝအတက်ကြီးဟေ့ ဘာကလေးခွေထက်နေပြီဟဲ့ အတက်တွေလည်းနည်းနည်းပါလာတယ်နီလည်းနည်းနည်းမြင့်လာတဲ့အတွက်ဖြူခွေးတာတွေစကားများတာတွေဒီ vlog ရိုက်တာတွေ short ပြီးတော့အဲ့နောက်ပိုင်းတောက်လျှောက်ကိုပြေးခဲ့တယ်
စင်းလေးနေရတော်လေးထွက်လာပြီခုမှနည်းနည်းနေထွက်လာတော့အေးရလေးနဲ့တက်တာသွားတာအေးရမခံစားနိုင်ခုက14လောက်ရှိပြီပေါ့နော်ဒါနဲ့စင်းရတော့အမေခဲကြီးများနေတော့တော့နာဆွေပါတော့နောက်မှကြံခဲ့ပြီကွာပြေးချလာ16 ကီလိုမီတာရှိပါပြီဆိုတော့ပြီးအစင်းနေမလားပါနော် စင်တက် အဲ့ဒါအစင်းတက်လား လွယ်ခေါ်ဒီစင်တက်ပါ စင်းတက်တယ် လမ်းတော့နည်းနည်းဆိုးမယ် right ဒီလေးတောက်ပြီးပြီဆိုတော့စပြေးလိုက်အောင်မယ် bye fighting fighting လို့ပြောသွားပေးအောင် fighting ဒီအောင်မစင်းရအောင်တော့တက်တက်သွားမှာဒီဘက်နော်6ပိုင်းယူကြော်ပြီးလို့16ပေါ့နော်16မှာမတူထည့်ပေးလိုက်တယ် nuts bar ပေါ့နော် energy bar ကိုယ်တိုင်လုပ်ထားတာလေအဲ့လေးစားပါမယ်ဒါထဲမှာရှုပ်ရှက်ခံနေပူရောကင်မရာတွေရောဘာတွေရောအတက်တရားမကျန်သေးတယ်တက်နေရတော့မယ်စားလိုက်အောင်ဂျယ်တော့ထုတ်တော့ပြီးပါပြီဆက်တွေ့မယ်နော် cherry ရပွင့်နေပပရိုတင်းပါလေးစားနေတယ်ပြေးနေenergy ပါဒါ station 2ရောက်ပါပြီလမ်းမှာအမထည့်ပေးလိုက်တယ်ဘာတော့စားလိုက်တယ်မြစ်တာစားလေးဟာ station 2ကကီလိုဘယ်လောက်ဖြစ်သွားပြီလဲ20ရှိပြီဆက်ပြေးတော့မယ် bye ကီလို20ကျော်လာပြီနေတော့ထွက်နေမြင့်နေပြီပေါ့နော်လူရင်းနဲ့လည်းတော့ပြောက်သွားပြီလမ်းမှာဒီနေ့မှမတွေ့တော့နေဘူးလားတော့တပောင်းဝလိုက်လည်းမခံစားနိုင်တော့ကြီးနေပြီထောက်လျှောက်က20နောက်ပိုင်းနဲ့ထောက်လျှောက်ပြင်းနေဘူးလားလို့ဘာအလားမှမခံစားနိုင်တော့အခုက25လောက်ရှိရမယ်ပေါ့နော်33ပြေဖို့တိတ်မလို့တော့10 ကီလိုလောက်ပဲလို့ဆက်ပြေးလိုက်23 ကီလိုမီတာကျော်တော့ခြေပွားနှစ်ဖက်လုံးကအရေးကြီးဘူးထားတယ်တော်တော်လေးနာတာတိခတ်ပြီးဆက်ပြေးခဲ့တယ်နောက်ဆုံး3 ကီလိုမီတာပဲကျန်မှာတော့တယ်ပြီးရနေမှထပ်တွေ့ရတယ် ထပ်တွေ့တယ်ဟေးဟာပဲ ပြီးပါမယ်ဘယ်နိုင်ထိုးလိုက်လဲ မသိဘူးကျွန်တော်မကြည့်ရ ငါရုံမကြည့်ရသလားပြီးစင်တာပဲတည်ရနေရတော့မြင်လာပြီနော် 945 945 နောက်4နာရီခွဲလောက်ရှိပြီကွာ ဟာโอเค ပြည့်နေတယ် ဆက်ဖြုတ်လိုက်အောင်မယ် အောင်ပါလေ ပြင်းနေတဲ့တောက်ရှောင်းလမ်းမတွေ့ဒေသခံကလေးတွေလူကြီးတွေအားစအကုန်လုံးအားပေးကြတာအရင်ကအားဖြစ်ရတယ်ပို့ပြီးတော့လည်းအားရှိရပေါ့နော်အားလုံးလည်းကျေးဇူးတင်တယ်ရှင်းမ finish line အမြင်နေရမယ်ပတ်ဝင်တော့မယ်ယေပတ်ဝင်တော့ပြီးပါပြီ finally 4 နာရီ49မိနစ်နဲ့26စက္ကန့်ကြာပါတယ်33ကီလိုမီတာအောင် tree 33ကဒါ first time ပါရမ်းပင်မန်းနေတောက်လျှောက်က16လောက်တော့လုံးဝအတက်ကြီးပဲအရှိပိုင်းမှာတိတ်ပဲပြုံနောက်ပိုင်းကျတော့အရန်ပူလုံးလို့ဖြုတ်တော့တာပဲ finally အဲ့ဒီပြီးတော့အရန်မော်ဘင်းဟိုဟာဆွဲကြတော့ဖြုံမထဲလေးတထုတ်လိုက်မအရန်မော်လို့ဘယ်လောက်ရလဲတော့မသိဘူးသွားကြည့်လိုက်အောင်မယ်နော်โอเคပါမူချင်နေပြီဒီတော့လည်းတော့လောက်ဒီတော့ချိန်ပြီးသွားဒီတော့ကလာတယ်ဒီကဲစိတ်နာဒီကဲစိတ်မလို့တော့ချင်းနေစိုးနေခြေထောက်ကရေကြီးဖို့တွေအရန်ကိုတောက်လျှောက်ထားနေဒါတော့မနေချွနေရတယ် Oh my god ကျိုးရတာဒီမကြည့်တွေ့လားအရှမ်းနာတာအဲ့ဒါ20မှာလည်းဆောက်ဖြစ်နေပြီတော်တော်တီးခန့်ပြီးတော့နှစ်ဖက်လုံးဒီမှာလေအဲ့နေရပဲဖြစ်တာအရင်တီးခန့်ပြီးပြေးလာအေးရမ်းလိုက်တယ် feeling very fresh တူတိုက်လာနော်လာပါအဲ့တို့ပြရဘူးလေရောရဲပြရဘူးလေရော cheers လောကဒီကတော့တေဝတေဘဖြစ်သွားတယ်တစ်ချိန် ပြန်တောင်းလာလား electric နော်ဒီမှာ လေထရေ
လက်ကောက်လေးကြက်လိုက်အောင်အာရှယ်အေးတာအင်းလေးပွဲပြီးပြီဆိုတော့ဂလောဝဲမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်